โอเคအားကြောင့်ကျွန်တော်တို့ဒါတော့ကျွန်တော်တို့ဘာတွေတိုင်ဖို့လဲဆရာ engine power တိုင်ဖို့အတွက်ကျွန်တော်အဲ့ဒီ engine power တိုင်ဖို့အတွက်ကျွန်တော်ဒီ PC မရှိတော့ကျွန်တော်တို့သိလားမသိဒါပေမဲ့လဲနဲ့ဆောင်ကြည့်တော့ရတော့ရတယ်ဒါပေမဲ့ပုံမှန်သိကြတော့မသိလောက်ပေါ့နော်โอเคနော်ဒါတော့ကျွန်တော်တို့ဆောင်ကြည့်မယ် engine power ဖိအားတစ်စီနဲ့တစ်စီကွာခြားချက်ရှိပါတယ်โอเคအဲ့ဆိုတော့ကျွန်တော်တို့ဒီမီပလာအပေါက်ထဲမှာထိုးထည့်ဖို့မလိုဘူးလားထိုးထည့်လိုက်ပါထိုးထည့်ပြီးတော့ကျွန်တော်တို့အကြီးတက်လေးကြီးထည့်လိုက်ပါကြီးထည့်လိုက်အစောတီးကြီးထည့်လိုက်ရမယ်နော်โอเคအစောတီးအဲ့လိုမျိုးကြီးထည့်လိုက်ပါအောင်နော်အားကြောင့် engine power တော့ဘာဖြစ်လို့ဆောင်ကြည့်ရမလဲနော်မဆောင်သေးခင်ကျွန်တော်အရင်စင်ပြမယ်နော်သေချာနားတော့နော်သေချာနားတော့နော်နားလိုက်ဘာဖြစ်လို့ဆောင်ကြည့်ရမလဲဆိုင်ကယ်ကတော့တခါတလေကျရင်တော့ကိုယ်စီမံလာတာဝက်အားမရှိတာတွေဝက်အားစီပေမဲ့လည်းသူ့လိုအားတဲ့အတိုင်းရလာမရောက်ဆရာနော်ရောက်လဲတိုင်ပေးဖို့မလိုဘူးလားတိုင်တဲ့အခါသမီးဘာလိုအားတယ်လဲဆိုတော့ကျွန်တော်တို့ချိန်ဖို့ဒီမှာကြည့်ဒီမှာဖွင့်ဖို့ပိတ်ဖို့နော်ဒါတော့ဖွင့်ဖို့မဟုတ်လားဒါတော့ပိတ်ဖို့အဲ့တော့ကျွန်တော်တို့ချိန်လို့ရတယ် PSI မှာချိန်မလား K ပါမှာချိန်မလားဘာမှာချိန်မလားတွေ့လားဘာမှာချိန်မလားအမျိုးမျိုးရှိတယ်နော် PSI မှာလည်းမရှိဘူးလားရှိတယ်ဆရာအားကြောင့် K ပါမှာလည်းရှိတယ်ဘာမှာလည်းရှိတယ်အားကြောင့်ကျွန်တော်တို့ဘာမှာချိန်တိုင်တဲ့အခါကျရင်တော့ကျွန်တော်တို့ဘာလောက်ရမလဲဒီကအဆုံးဆွဲစတားနဲ့နိုးရအဆင်ပြေလားမပြေဘူးခြေထောက်နဲ့နှွေးရမယ်နော်ခြေထောက်နှွေးတော့ပို့ပြီးတော့မကောင်းဘူးလားလီဗာအကောက်ဆွဲဖို့မလိုဘူးလားဆိုင်ကယ်လီဗာကိုအကောက်ဆွဲဆိုင်လီဗာအကောက်ဆွဲလေဝင်လို့ရအောင်လေအပြည့်အဝဝင်လို့ရအောင်ပြီးတော့ဒီမှာနေဒီမှာထဲတာဝင်အောင်ထဲရမယ်နော်ဒီမှာကြည့်ဒီမှာဝင်အောင်မထဲရင်တော့ကျွန်တော်တို့သူထွက်သွားနိုင်တယ်ဒီမှာကြည့်ဝင်အောင်ထွက်ခဏစရာမဝင်သေးဘူးဒီမှာโอเคနော်โอเคနော်အဲ့ဒီဘာလို့ခေါ်တဲ့ဟာတော့ဘလောက်တက်ရမှာတော့ဆရာဘာလို့ခေါ်တဲ့ဟာတော့လီဗာအကောက်ဆွဲတရားကြော်မတက်စေရဘူးလားတက်ရမယ်စီးတယ်ကနေတရားကြော်ဒါပေမဲ့သူကတော့ပြောလိုက်တော့30ကျော်ပေါ့ပုံမှန်အတိလိုင်းတော့30ကျော်တက်ရမယ်နော်ရှိကနေ30ကျော်စီကြော်ရတော့လီမတဲတော့တဲ့အတင်းလူဆောင်ကြည့်ရမယ်စီကြော်ရင်တော့ရတယ်ဒါပေမဲ့စီကတော့အောက်ဆုံးပဲမှန်တာစီကတော့အောက်ဆုံးပဲဘာကတော့တဲ့သေးလားနည်းနည်းထားတော့โอเคထားတော့တဲ့သေးတယ်တွေ့လားတဲ့သေးတယ်တွေ့လားโอเคရပြီအဲ့လောက်ဆိုရပြီဒါတော့ဘယ်လောက်တဲ့လဲကိုယ်မလေးငါရှိကြော်ပြီလားဒါရှိကြော်လားကြော်ပြီဆိုရင်တော့ဒီလောက်အနေနဲ့ထားဆိုရင်တော့ပြောလိုက်ရင်တော့ရသေးတယ်ရှိဆိုရင်တော့နောက်ဆုံးပဲဒါတော့9ကြော်30ဘာနဲ့တိုင်ရမှာပေါ့ဘာနဲ့တိုင်ရမယ်ဒီကောင်တော့ကျွန်တော်နောက်တနည်းတိုင်မယ်ဆိုရင်တော့ဒီကောင်ကိုလေထုတ်ဖို့အတွက်ဒီကောင်ကိုနှိပ်လိုက်ပါလေထုတ်ဖို့နော်အဲ့ဆိုရင်တော့ဘာနဲ့မသုံးဘဲနဲ့နောက်တစ်ခုတိုင်မယ်PSI နဲ့တိုင်မယ်လီဗာကောက်ဆွဲPSI နဲ့တိုင်တာတော့ဘယ်လောက်တက်ရမလဲမမင်းလား1000ဘယ်လောက်လဲ1600ဟုတ်မဟုတ်တေချာနော်ကျွန်တော်စာအုပ်ထဲမှာကောက်ထည့်ပေးတယ်နော်ရှိတယ်စာအုပ်ထဲမှာကောက်ထည့်ပေးတယ်ရပြီကောက်ပြီးဒီမှာတက်ဆူတာမနိုင်တော့ဘူးကျွန်တော်ဒါတော့1000ကျော်တက်ရမယ်နော်โอเคကဲစာအုပ်ပါလာကျွန်တော်ပြပေးမယ်စာအုပ်ပဲမှလဲဒါတော့ engine ဒါတော့အရင်ပြောပြမယ်မင်္ဂလာပါဆရာကြီးဒါတော့ဘာဖြစ်လို့ engine power တိုင်ရတယ်လဲဆရာ engine weight အားရှိမရှိ engine weight အားရှိမရှိဘာလုံးမလုံး rain queen ကြမှာကြအကောလုံးမသိဘူးလားသိတယ်ဒီနီတိုင်ရမယ်နော်ဒါတော့ EFI ဆိုင်ကယ်ဘိတ်တိုင်းမှာမဖြစ်မနေကျွန်တော်တို့ APN ပစ္စည်းနဲ့စောင့်ကြည့်လိုက်ရတယ်တချို့ပစ္စည်းလည်းရရင်တော့ဒါပေမဲ့ APN ပစ္စည်းတော့ digital နဲ့ဆိုတော့ကြည့်ရတာမလွယ်ဘူးလားလွယ်တယ်နော် okay ဒါတော့ဆိုင်ကယ်ပြည်နဲ့ဆိုင်ဝါဆော့ဆိုင်တိုင်းမှာရှိတာသိနေလို့ကျွန်တော်ထင်တယ်ဗျ okay ဟုတ်ပြီတိုင်ကြတယ်နော်စားကြတယ်နော် okay ရပြီလားရပြီ